တမယိုကြမဟုတ်ပဲပြောင်းလဲထားတဲ့နေ့စဉ်အစားအသောက်ချက်ပြုတ်နည်းများအားလုံးမိတ်မင်္ဂလာပါထုတ်ဝံပရိသတ်တို့နေကောင်းကြလားရှင်နေ့တူဝါစားသုံးနေကြအစားအသောက်တွေကိုအပြောင်းလဲနီးလန်းလေးတွေနဲ့ချက်ပြုတ်ကြည့်မယ်ဆိုရင်စားလို့ပုံမိန်စီမှာမလို့ချန်နီလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်ကြက်အာလူကတ်တလေးကြက်သားကြော်ကိုပုံမှန်အတိုင်းကြော်စားနေရတာရိုးနေပြီဆိုရင်တော့ထူးထူးခြားခြားလေးနဲ့မြင်လိုက်တာနဲ့စားခြင်းစပွဲဖြစ်အောင်ပြောင်းလဲချက်ပြုတ်လို့ရပါတယ်အရင်ဆုံးအာလူတစ်လုံးကိုအခွန်ခွာဓာတ်နဲ့ရှစ်စိတ်လှီးပြီးရင်အိုးတိုးထဲကိုထည့်ထားလိုက်ပါအာလူလှီးပြီးရင်တော့အဓိက main dish ဖြစ်တဲ့ကြက်ပေါင်တွေကိုရေဆေးတန့်စင်ပြီးအာလူနဲ့ရောထည့်လိုက်ပါရှင်ဒါပြီးရင်တော့အာလူနဲ့ကြက်ပေါင်တွေကိုရောပြုတ်ဖို့အတွက်ရေကိုအခုလိုမျိုးမြုပ်တဲ့အထိထည့်လိုက်ပါဒီအထဲမှာမပါမဖြစ်စားကိုလည်းထည့်ထားရမယ်ရှင်အာလူနဲ့ကြက်ပေါင်တွေနူးလာပြီဆိုရင်တော့ဆယ်ထားလိုက်ကအသားရည်ကြီးနှွားကချိန်မွထားလိုက်ပါမယ်ရှင်။ကဲချက်ပြုတ်ကြော်လို့ဖို့အဆင်သင့်ဖြစ်ရင်တော့စီထိတ်အရသာအတွက်ကြက်သွန်ဖြူကြက်သွန်နီစနွေအယောင်တင်မှုတ်ငရုတ်ကောင်းတဲ့စားတို့ကိုအချိုးကျရောဆက်ပြီးစီတက်လိုက်ပါမယ်။စီရနီအောင်တန်းလာတဲ့အခါမှာတော့ညနေအောင်ချိန်မွထားတဲ့အသားတွေနဲ့ပြုတ်ထားတဲ့အာလူစိတ်တွေကိုစီပူထဲထည့်ရောဖိချေပြီးကြောလိုက်ပါ။ကြာအာလူလေးရသွားရင်အပေါ်ကနေနန်းနန်းပင်ဖြူလက်နဲ့ရောနဲ့လုံးပြီးဖယ်ထားတဲ့အယိုးမှာတော့ပြန်ကတ်ထားလိုက်ပါမယ်။ကြက်ပေါင်အကြီးကြီးလို့ဖြစ်သွားကမှကျုပ်ကိုအပေါ်ကနေလောင်းချဂျုံမှုန့်နေပြီးစီပူပူနဲ့ထည့်ကြော်လိုက်ရင်အရသာရှိလာတဲ့ကြက်သားအာလူကက်သလိကြော်လေးရပါပြီနော်။ဒါလေးကအာဟာရလည်းရှိသလိုအချိန်လေးနဲ့တို့စားရင်တိတ်ကိုလိုက်ဖက်ညီစီမှာအသေးချပါပဲ။ခရမ်းသီးငရုတ်နှစ်ကြုံခရမ်းသီးချက်ခရမ်းသီးနှက်စားရတာရိုးလာရင်တော့နောက်ထပ်စားမိန်စီမဲ့နီလန်းလေးနဲ့ပြောင်းစားကြည့်လို့ရပါတယ်လုံနီးကလည်းအရန်လွယ်ကူပါတယ်ရှင်အရင်ဆုံးလောက်ရမှာကငရုတ်သီးကြောင့်3-4ထောက်ကိုရင်းနှွေးဖြောထားလိုက်ပါပြီးရင်တော့ခရမ်းသီးတစ်လုံးကိုယူအနေတော်လေးလှီးပြီးအရသာဝင်စေဖို့ဟိုဘက်ဒီဘက်ဓာတ်နဲ့အကွက်လေးဖြစ်အောင်စိတ်ထားလိုက်ပါမယ်ငရုတ်နှစ်လုပ်ဖို့အတွက်တော့ကြက်သွန်ဖြူအခွန်ခွာပြီးအရင်ဆုံးရေဖြောထားတဲ့ငရုတ်သီးချောင်းနဲ့ရောဂါကျိတ်ဆက်ထဲကိုထည့်ကြည့်လိုက်ပါငရုတ်နှစ်ရလာရင်တော့အရသာအတွက်တကြားနနွေးနဲ့ဟင်းခတ်မှုတ်စီတို့ကိုရောနေလိုက်ပြီးပကံများပေါ်လိမ့်ကြံလိုက်ပါတယ်အကုန်လုံးအစင်သေးဖြစ်ရင်တော့လှီးထားတဲ့ခရမ်းသီးတွေကိုယူပြီးအရသာဝင်အောင်လိမ့်ကြံကစီပူပူနဲ့ထည့်ကြော်လိုက်ပါဒါဆိုရင်တော့အရသာရှိလာတဲ့ခရမ်းသီးငရုတ်နှစ်ကြော်လေးရပါပြီနော်အရမ်းမဲလွယ်ကူရုပ်ရှင်းတာမလို့လိုက်လုံစားကြည့်ကြပါရှင်ခောက်ဆွဲလုံးကြုံခောက်ဆွဲဆိုတာနဲ့ပြုတ်စားတုတ်စားလောက်ပဲစားဖို့နေဆိုရင်တော့မဖြစ်မနေလိုက်လုံစားကြည့်တင်ပါတယ်လုံစားရတာကလည်းလွယ်လွယ်လေးပဲရှင်အရင်ဆုံးအသင့်စားခောက်ဆွဲချောင်းနှစ်ထုပ်ကိုယူတစ်ထုပ်ကိုပြုတ်ပြီးတစ်ထုပ်ကိုထုချေထားလိုက်ပါပြုတ်ထားတဲ့ခောက်ဆွဲရလာပြီဆိုရင်ကြက်သွန်နီတခွာသည်ခရမ်းကျင်သည်နန်းနန်းပင်ဒနုတ်ပေါပါဝင်တဲ့အရသာမှုတ်တံမြာရည်တို့ကိုရောနေပြီးလက်သီးလုံးစာလေးဆုပ်ထားလိုက်ပါမယ်ပြီးရင်တော့နောက်ဆုံးအဆင့်အနေနဲ့လုံးထားတဲ့ခောက်ဆွဲအစားတော့အလုံးလေးတွေကိုထုချေထားတဲ့ခောက်ဆွဲကြောက်တွေနဲ့ကပ်ပြီးစီပူပူတဲ့ထိတ်ရွှေဝါရောင်တန်းလာတဲ့အထိကြောလိုက်ပါနော်ကဲဒါဆိုရင်တော့အရသာရှိလာတဲ့ခောက်ဆွဲကြောက်လုံးကြော်လေးရပြီဖြစ်ပါတယ်ဒါလေးကိုဒုံနဲ့ထိုး sauce နဲ့တို့စားရင်တော့အရသာကခုရှယ်ဖြစ်နေမှာအသေးချပါပဲရှင်တကယ်ကိုစားလို့မိန်စီမဲ့ဟင်းလျာလေးတွေမလို့လိုက်လုံစားကြည့်ဖို့အကြံပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကို like and share လုပ်ပြီးအားပေးတော့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ